အားလုံးမင်္ဂလာပါရှင်အားလုံးကျမ်းမာချမ်းသာကြပါစေပြန်ကင်းပါစေနှလုံးစိတ်ဝင်ချမ်းပါစေမေတ္တာပို့တယ်မေတ္တာပါတယ်ကုသိုလ်မြတ်များပါဖျားကျမဘောနော်မုကုတ်ယောဂီပါဘာလို့ဆိုတရားနဲ့ပတ်သက်လာတာကိုတရားတွေ့ကြုံလူနာတွေ့ကြုံလည်းမျှဝေပေးနေပါတယ်ရှင်ခွေးစုံပါလေအဲ့ခါကျတော့ဓမ္မမိတ်ဆွေများအားလုံးတရားနဲ့ပတ်သက်တာမျှဝေပေးမယ်တရားလို့ရှင်တဲ့တူပေါ့နော်အခုကျမတို့ကျင့်စဉ်ဝိပဿနာကျင့်စဉ်သမထဝိပဿနာတွဲမှာဉာဏ်မှာပါရှင်နိဗ္ဗာန်လမ်းဆောင်ရောက်ဖို့လေအဓိကစိတ်တည်ကြည်ဖို့လိုပါတယ်နံပါတ်1 5ပါးသီလခံယူမယ်5ပါးသီလခံပြီးတော့တဏမာနတိချိပြုတ်လို့ရှင်တရားရလဲပါတယ်ရှင်ဒါကိုစိတ်ကိုလေ့ကျင့်ပေးရပါတယ်အခုတမာတိအားကောင်းဘာလို့မလဲပฏิစိတ်ကြမယ်တဏကုံ3ပေါက်စိတ်မယ်ဒီလေးတာလီတွေနဲ့စိတ်လဲရတယ်ပေါ့နော်တရားရှိခောက်ဘုရားဒီကိုအရဟံတိတ်တိထိုင်နေတဲ့စိတ်တွေရတယ်ဂုဏ်တော်ကိုပါစိတ်တွေရတမာတိအားကောင်းမှကိလေသာလေးပယ်နိုင်မယ်အဲ့ကိလေသာဆိုတာလောဘဒေါသမောဟပေါ့နော်တရားထိုင်တဲ့အချိန်မှာအဲ့စိတ်တွေမရောက်တော့ဒါကုတွေ့ကြုံရတဲ့ဟာပဲဥဒ္ဒနာကုံတော်မှာဗုဒ္ဓံတရဏကိစ္စမိဓမ္မတရဏကိစ္စမိဒါနကိစ္စမိအဖျားဒီနေ့မှာကိန်းမှာရှိခိုးနေရမယ်ဒီပြီးတော့အသက်ရှင်နေတဲ့များကာလပတ်လုံးတရဏကုံတော်မှာကိုယ်ကစိတ်ကပါပြီးဖျားအဲ့လိုမျိုးပဲဆုတောင်းရတယ်ဆုတောင်းဒိဋ္ဌံပြင်ပို့ပြီးတော့ကောင်းတာပေါ့နော်အခုကျွန်မတို့မက်ကင်၈ပါးကျင့်သုံးနေကြတယ်မက်ကင်၈ပါးဆိုတမာဒိဋ္ဌိကောင်းတဲ့အယူရမှာလေတမာဒိဋ္ဌိတမာသင်္ကပ္ပတမာကမ္မန္တတမာအာစီဝတမာဝယမတမာတတိတမာတမာတိတမန်ကမ္မန္တကောင်းတဲ့လွတ်တော်မှာတမာအာစီဝကောင်းတဲ့အသက်မွေးဝမ်းကြောင်းပေါ့နော်တမာတိရှိမှာကောင်းတဲ့တမာတိပေါ့တချို့ကကြတော့မိစ္ဆာတမာတိဖြစ်နေကောင်းတဲ့တမာတိဖြစ်မှာလေနော်တမာတိတတိရှိဖို့လိုတာတယ်ပေါ့နော်အဲအကြောင်းဘယ်လိုပြောမလဲဆိုရင်ကျွန်မတို့ကျေးဇူးတော်ရှင်မိုးဆရာပြဝိမလာပြောထားဒီအကြောင်းအကျိုးအကောင်းဆုံးအကြောင်းကြောင့်အကျိုးဖြစ်တဲ့ဒီပဋိစ္စသမုပ္ပါနာလရင်လည်းမဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုရတယ်ပေါ့နော်အခုတချို့ကတရားအလုပ်လုပ်တယ်ဆိုတော့ဗာလဲတားခက်တယ်လို့တော့ထင်တယ်ကျွန်တော်တို့လည်းလှုပ်ဆောင်လုပ်ခက်ပါတယ်တရားအလုပ်လုပ်တယ်ဆိုတော့ဗာလို့တော့စိတ်ကိုငြိမ်ငြိမ်လေးထားပြီးတော့အာယုံပြုမယ်ဝင်လေတိထက်လေတိမှတ်မယ်နောက်ပြီးမှဖြစ်ပြမှတ်တယ်ခန္ဓာကိုယ်မှာရှိနေတဲ့ခန္ဓာပဋိစ္စသမုပ္ပါအခုကျွန်မတို့တင်နေတာစာပဋိစ္စသမုပ္ပါနေမှာခန္ဓာပဋိစ္စသမုပ္ပါကိုပြောင်းအောင်ပါကြားတာလည်းဖြစ်ပြမြင်တာလည်းဖြစ်ပြစားတာလည်းဖြစ်ပြအတိတ်မှာစားခြင်းနဲ့သွားခြင်းနဲ့လာခြင်းနဲ့အဲ့ဒါတွေဖြစ်ပြမှတ်မယ်ရှင်စကားပြောရင်တဏှာပဲသွားချင်လိုက်တာလူချင်လိုက်တာစားချင်လိုက်တာတတိလေးကပ်ပေးရတယ်တတိလေးကပ်မှအတိတရားရမှာလေကျမတရားအတွေ့အကြုံလေးလည်းမျှဝေပေးမယ်နေ့စဉ်နဲ့အများအားတဲ့ချိန်ပေါ့ခုဘွားတွင်းကာလဖြစ်ဟိုအတွင်းဥပုံနေမှာလည်းမျှဝေပေးပါမယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်